ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကတော့မိဘနှစ်ပါးအဝေးမှာလှုပ်သွားလောက်ပြီးတော့ပြန်မလာတော့တဲ့အခါမှာတော့73နှစ်ရွယ်ကောင်မလေးကသူ့အောက်မှာရှိနေတဲ့မောင်လေးညီမလေးတွေအတွက်ဘယ်လိုမျိုးလောကဓာတ်အောင်ရေးဆိုင်နေရလဲဆိုတာဒီဗီဒီယိုလေးထဲမှာမြင်တွေ့ရမှာပါဟုတ်ကဲ့ပါဒါဆိုဒီဗီဒီယိုလေးကိုကျွန်တော်နဲ့တူကြည့်လိုက်ရအောင်ခင်ဗျပြောလေတထမ50ပဲရ။ရေထမ်းတာတထမ50ပဲရလား။ဟုတ်အဲ့ဒါကြောင့်မလို့သမီးပြပဲစားရ။အမေနဲ့မေရသမီးပြန်မလာတော့။အဖေနဲ့မေကမပြန်လာဘူးလား။ဟုတ်ပြန်မလာတော့။သူတို့လား။ဟုတ်ပါဒီမဲ့သူတို့ပဲ။ဘလို့ဖြစ်ကြရလဲ။ဝေးလို့ဆိုပြီးသွားတာ9လလောက်ကြာပြီ။ဟုတ်လားဝင်လာရင်တော့ကြီးလာပြလို့လေနဲ့ဟိုကျွန်တော်တို့ကပြန်လာခဲ့တာကိုတို့ကသူတို့ကအာရမီမောင်လေးတွေမောင်လေးတွေမောင်လေးတွေအဲ့ဒါသူ့ဖေနဲ့သူ့မေကပြန်မလာတယ်ဘာခက်ခဲဖြစ်လို့ရတာမသိဘူးဒီကောင်မလေးကဒုက္ခရောက်နေတယ်ညီမအသက်ဘယ်လောက်ရှိသွားလဲအဲ့ဒါ73ပဲရှိသေးရအဲ့ဒီမှာကောင်မလေးပြောတယ်သူ့အသက်က73နှစ်တယ်နော်အသက်က73နှစ်သာပြောပါတယ်ဘယ်လောက်တော့လောကဓာတ်အောင်ရင်ဆိုင်ခဲ့ရတယ်မသိကောင်မလေးရဲ့ရုပ်ရည်လုံးဝ73နှစ်အရွယ်မဟုတ်တော့တယ်လို့ပဲနော်စိတ်ညစ်မှုတွေပင်ပန်းမှုတွေများပြီးတော့အရွယ်တော်ရင့်သွားတယ်လို့ပဲတနာဖို့ကောင်းတယ်နော်အဲ့ဒါကိုညီမလေးတွေကိုရှာကျွေးပြီးကြည့်စောင့်ရှောက်နေရပါပေါ့ဟုတ်သမင်းဖြူပဲစားနေရအဲ့လိုလားဟုတ်တယ်သမင်းဖြူပဲစားနေရတာဘာလို့ဟင်းမစားကြလဲဟင်းတွေကကုံစိမ်းတုံးတွေတက်နေတော့မွေစားနိုင်မဝယ်စားနိုင်အောင်မင်းစားဖို့နိုင်နဲ့ကုံစိမ်းတုံးတွေတက်တော့ရေထမ်းစားရတာရေထမ်းစားရတာထားရတာဘာလို့ရွေးပြထားရတာပြောလေတထမ50ပဲရရေထမ်းတာတထမ50ပဲရလားဟုတ်အဲ့ဒါကြောင့်မလို့သမီးပြပဲစားရအမေနဲ့မေရသမီးပြန်မလာတော့ဟောမှာခလေးလေးတွေနော်နောက်ခလေးလေးတွေအရွယ်မသိမ့်မကြီးနဲ့ကြီးဆုံးဆိုသူတယောက်ပဲနော်အမကြီးအမိရဆိုတလူမျိုးခလေးတွေနော်သူပြစ်မထားပဲနဲ့နိုင်တလားလေးသူ့မောင်လေးတွေညီမလေးတွေအတွက်ရအလုပ်လေးလုပ်ပြီးတော့တွေးနေတာအမကြီးအမိရဆိုတာအဲ့ဒါမျိုးပြောတာအဖေနဲ့မေကမပြန်လာဘူးလားဟုတ်ပြန်မလာ9လလောက်ရှိပြီ9လလောက်ရှိနေပြီဟုတ်အဆက်တွေမရဘူးလားဆက်တွေမရခက်ကမကောင်းလို့ဖြစ်နေများမသိဘူးဖေနဲ့မေနဲ့တတိယလို့အဲ့လိုမပြောဘူးလာမကောင်းလို့အဖေနဲ့မေကပြန်မလာတော့ဗောလေနော်အခုလေအဲ့လေမောင်နှမတွေနဲ့ဆိုအဲ့လေအခုလိုကြားရတာကိုတို့လည်းစိတ်မကောင်းလေနော်အခုဆန်တအိတ်ရပတ်စံရောက်ကူထားလိုက်မယ်လေနော်ပတ်စံကြတော့တသိန်းအဲ့ဒီမှာကောင်မလေးပြောတယ်နော်ရေတထမ်း50တဲ့ဗျစဉ်းစားကြည့်လိုက်ပါဦးရေတထမ်းဟိုဘက်ပုံတပုံဒီဘက်ပုံတပုံအလဲကနေပြီးတော့ထမ်းရတာအဲ့ဒီတထမ်းမှာ50ဆိုတော့ဒါကြီးကတော်တော်ကြီးကိုနှိမ်လုံးတယ်နော်ဒီတထမ်း50ဆိုတော့လုံးဝဖြစ်မတဲ့ကိုခေတ်မှာ50ဆိုတာဘာစားလို့ရလို့ဘာတစ်ခုဝယ်လို့ရလို့တော့50ဆိုတော့တကြားလုံးတော့ပဲဝယ်လို့ရတော့တယ်ဒီလောက်ရေတထမ်းကိုအလေးပဲအဲ့လိုမျိုးမနေရတာတထမ်းမှာ50ပဲပေးတယ်တဲ့လူတွေပြတကယ်မရှိလို့ခက်ခဲလောက်စားနေရပါတယ်ဆိုမှမဖေးမန်းကူညီနေပြီးနှိတ်ချပြီးတော့ကောင်းဖို့ဖြတ်နေသေးတယ်။ကိုချင်းစာစီမကြည့်ကြဘူးနော်။ဒီတထမ်း50တဲ့ကြားမကြဘူး။100လောက်ဆိုတော့နည်းနည်းလေးကြားကောက်သေးတယ်။50ဆိုတာတိခိမှာဘာမှသုံးမရတော့ဘူး။သူ့မှာရေတထမ်း50နဲ့ကမ္မလေးအပေဘလောက်ပြီးတော့သင်္ချဆရာတာမဝယ်နိုင်ဘူး။ကုန်စည်နှုန်းတွေတက်လုံးလို့ခလေးတွေကိုထမင်းလေးနဲ့ရေလေးနဲ့စမ်းပြီးကျွေးနေရတယ်ဘို့သိန်းဗောလေနော်စံတအိတ်ရပတ်စံတသိန်းရဗောလေနော်အခုတရားကူညီတဲ့အလူရှင်တွေကြတော့ဗောလေနော် USA အမေရိကန်နိုင်ငံကမမေတွေမိသားစုကနေကူညီတာဗောလေနော်စံတအိတ်နဲ့ပတ်စံတသိန်းဗောလေနော်
အခုညီမတို့ခက်ခဲတာတွေ့လို့ ဖေနဲ့မိနဲ့မရှိတော့တဲ့အချိန်မှာလူရှင်လာပတ်စံနဲ့လာဝင်နဲ့ကျန်းလာပါစီကျန်းမာလာစီအမိစုတောင်းပေးလိုက်ပါတယ် ဒီညီမလေးကြတော့ဗောလေနော်အခုမှတက်က73နှစ် ပြီးတော့သူမိဘအတွက်လည်းသူကစိတ်ပူနေတာကမလေးကသူ့ရဲ့မောင်လေးမိမလေးတွေလည်းချစ်တယ်လို့သူမိဘလည်းချစ်တယ်ဒီကလာရမကောင်းလေတော့သူအဖေနဲ့မိထွက်သွားတာတခုခုဖြစ်မှဆိုလို့သူကစိတ်ပူနေတယ်အဖေမေသူပတ်ဆက်မပိုးတာထပ်ကိုသူမိဘတခုခုဖြစ်မှသူကစိုးရိမ်နေတာတကယ်တော်တဲ့သမီးလိမ္မာလေးပါတကယ်မောင်နေညီမတွေပေါ်ကိုမေတ္တာကြည့်တဲ့အမကြီးမိရဆိုတာဒီလိုမျိုးပါခင်ဗျပတ်ဝန်းကျင်ဟာလူတွေရဲ့ညီနဲ့ရလမ်းမဆိုင်ချင်ကြပါနဲ့လို့ဘာလို့လဲဆိုတော့သိလားခင်ဗျားတို့ကိုယ်လက်ကြမနှွဲ့စတာဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျ